square feet ရဆိုရင်1360 square feet ရှိတယ်။ဘာလို့ဝင်ချင်းဘာခန်းထဲမှာဝင်ကြည့်လိုက်အောင်။ဟုတ်ကျေပဲ master can ပြကာဘီနက်လည်းပါတယ်။ဒါ slide တော့ဖြစ်တဲ့အတွက်ကြောင့်မလို့ဘာနေရာနဲ့မစားဘူး။ Okay ဒါလေးရဲ့ဒီချိုကန်နဲ့ တွိုင်းနဲ့အဆင်ပြေတယ်ရုံခန်းနဲ့တွိုင်းနဲ့လည်းကျယ်နောက်ထပ်ခန်းနေတယ်လိုက်ကြည့်လိုက်အောင်ဒါလေးက common toilet ကီချင်ရတယ်ကျေကြီးရတာကျွန်တော်လည်းလိုက်ကြည့်ကြကီချင်ရဲ့အားသာချက်ကကြတော့ကျွန်တော်ကျင်းအောင်တန်းမြင်နေရအခန်းလေးပုံစံလေးတော့တော်တော်ကြိုက်ဟောကျွန်တော်လာဆိုရင်ဒီနားလေးမှာကျွန်တော်ပချီကားလေးကျွန်တော်တော့ကြိုက်ပချီကားလေးတော့ချိန်ထားမယ်ဒါရင်လို့ဒီနေ့လုံးလေးလည်းအဆင်ပြေတယ်။ Okay, living room လေးဆိုလဲကျွန်တော် lighting ရောသဘောကျတယ်။ဒီဘေးနားလေးပါဆိုရင်ဖျားကန်လည်းရှိတယ်။အော်ကြော်ခဲ့ဆိုတော့ဒီမှာအခန်းကြည့်လိုက်မယ်။ဒီကဘာဖြစ်လဲ။ဒါလည်း master ခန်းလေးပဲ။မဆိုရင်လည်းခန်းလေးဖွဲ့ပြီးတာတော့ကြတယ်။ triangle လေးလည်းစီးပြီးတယ်။ကဲဒီဘက်မှာလည်းကပ်ဘီနက်တစ်ခုပါသေးတယ်။ဆိုတော့ဒီမှာကျွန်တော်အင်ကြီးထိတ်ထားလို့ရမယ်။ဒါမှဆောင်းလေးတင်ထားလို့ရမယ်။ပန်းအိုးလေးတင်ထားလို့ရမယ်။စတင်ရမယ်။အဲတော့စိတ်ဘူးလို့ပြောနေရတော့ဒါကိုယ်တိုင်လည်းကိုဖြစ်ချင်တဲ့အတိုင်းလေးကိုဖန်တီးလို့ရတော့။ကဲဒီခန်းလေးဝင်ကြည့်မယ်။ဟုတ်ဒီခန်းလေးထဲမှာလည်းဒီလိုမျိုးကာဘီနက်နောက်တစ်ခုရှိသေးတယ်။ဒါဆိုရင်ပန်းလေးတင်တာဖြစ်ဆောက်လေးတင်တာဖြစ်အလားဆင်လို့ရမယ်။ပြီးတော့ slide တော့ဖြစ်တဲ့အတွက်ကြောင့်စနခန်းလေးလိုပဲနေရာမစားဘူးဆင်ပြေတယ်။ Okay ကျွန်တော်ဒါကို master ခန်းပဲကျွန်တော် single ထင်နေတာ။ဟို master ခန်းလေးပါ။